Hello ABC Toys and Figure ကနေကြိုဆိုလိုက်ပါတယ်ဒါတွေကကျွန်တော်လက်ဆောင်ရထားတဲ့ Christmas box လေးပါဒီ box လေးကတော့ကိုယ်တိုင်ဆက်ပြီးတော့ဆင်ရမယ့်ဟာလေးပေါ့နော်သူ့ရဲ့ဒီ manual စာလေးပါတယ်ပစ္စည်းကတော့ရိုးရှင်းတယ်ဗျဒီလိုအဖွားအဖုံးလေးပါမယ်နောက်သူ့ကြက်မဲ့မူလီလေးပါမယ်နောက်ပြီးကျွန်တော် weapon ဂျိုးလေးအတွက်လည်းသူတို့တစ်ခါတည်းလုပ်ထားပေးတယ်ပေါ့နော်ဆိုတော့ဒီပစ္စည်းတစ်ခုချင်းစီကိုကျွန်တော်ဘယ်လိုဆက်မလဲချက်လောက်ကြည့်လိုက်ပါဗျဒီဘူးရှိမဲ့အထဲထဲမှာကိုလိုချင်တဲ့ပစ္စည်းတွေထည့်လို့ရမယ်တိန်းနေတဲ့ပစ္စည်းထည့်လို့ရမယ်ဒါပြီးတော့ရှင်ဒီ weapon paper လေးကို cyber လေးတွေကိုတင်လိုက်ပါမယ်တင်ပြီးတော့လို့ရှင်တော့ကျွန်တော်တို့ဒီမူလီလေးတွေကိုကျွန်တော်တက်ပါမယ်မူလီကိုတက်တဲ့နေရာမှာကျွန်တော်တို့အကောင်လုံးတက်ထားပြီးတော့မှသူ့မှာပါလာတဲ့ဝက်ဦးတဲ့တသေးလေးနဲ့တော့ကျွန်တော်ကြက်ရပါတယ်အဲ့ဒါလေးကိုကြက်ရတာနည်းနည်းလေးတော့လက်ပေါက်တော့ကတ်တယ်ပစ္စည်းကြီးတသေးလေးကော်ဆိုပြီးမဲ့ကောကတော့မာတယ်ပေါ့နော်ဆိုတော့ကောအမာသားလေးတွေပါဒါပြီးသွားရင်အပေါ်ဆုံးမှာကြံနေသေးရဲ့နောက်ထပ်မူလီလေးလုံးကိုကျွန်တော်တက်ပါမယ်တက်ရအဲ့လေးလုံးကအခက်ဆုံးပဲတော်တော်ချွေးပြန်တယ်ပြီးရင်ဒါအပေါ်ဆုံးကနောက်ဆုံးလှုပ်တဲ့နေရာမှာသူ့ရဲ့ဒီတူလေးကိုအဲ့လိုထည့်ပြီးကျွန်တော်လှည့်ပြီးတော့ပိတ်လိုက်တဲ့အခါမှာgift box လေးရပြီပေါ့နော်သူ့ရဲ့မူလီလေးအတွက်လည်းစိတ်မပူနဲ့မူလီလေးလုံးနဲ့နောက်ထပ်ဝက်ဦးလည်းအဲ့လိုအပြားလေးတစ်ခုအဖို့ပါပါတယ်ဒါလေးတွေကကျွန်တော်လက်ဆောင်ရပါ Okay thank you